ကျွန်တော်တို့အခုအသက်86နှစ်ရှိပြီဒီလိုဥက္ကဋ္ဌမျိုးကဒီတစ်ခါပဲတွေ့ဘူးအဲ့လိုပြောပြရအဲ့လိုပြောတော့ဟိုကလူကြီးတွေစိတ်မကောင်းပြမှာဆိုကတော့ပါလေဒါပေမဲ့ဟိုဘက်ကလူကြီးတွေလှုပ်သွားရတာတော့သူတို့ကကျွန်တော်တို့ဖွဲ့တွေကနေပြီးထိုက်တဲ့အားလျော်ဆိုတာအဆင်ပြေသူတင်တယ်သူကတော့သူကအိတ်စိတ်သမားလေသူအိတ်ကအိတ်စိတ်ပြီးလုပ်ပေးတဲ့လူအများတန်းသူကဒီတပင်ကရမှပေးတာမဟုတ်သူကသူလည်းရှာပေးဒီကလေးရဲ့စိတ်ဓာတ်လေးအမှုပညာချစ်တဲ့စိတ်ဓာတ်ကလေးအမှုပညာသမားကိုတန်ဖိုးထားတဲ့စိတ်ကလေးကတော့တော်ထူးကြပါတယ်ဘယ်လိုရဲ့လို့မခွဲကြဘူးအမှုပညာအလုပ်ကိုတကယ်စွမ်းစွမ်းတမန်လုပ်တဲ့လူဆိုလုပ်တယ်လို့ချစ်တတ်တဲ့ကလေးအမှုပညာသမားကိုတန်ဖိုးထားတယ်အမှုပညာကိုတန်ဖိုးထားတဲ့ကလေးလို့ပဲပြောရတော့မှတ်ချက်ပြုပါတယ်အဲ့လိုပဲပြောပြရစီဟုတ်တယ်သူစပြီးတော့ဥက္ကဋ္ဌဖြစ်တယ်ဟိုကနော်သူရဲ့အိမ်ချ